ဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာဆရာနာမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကျွန်တော်ဦးရဲမင်းအောင်ဖြစ်ပါတယ်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာဤဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ဆရာအနေနဲ့ဘယ်လိုမြင်ပါသလဲရှင်ဆရာရဲ့အမြင်လေးကိုပြောပြပေးပါအောင်ရှင်ဟုတ်ကျွန်တော်ဒီဆွေးနွေးပွဲမှာတော့လေယာသားငါးခန္ဓာပေါ့နော်လေယာသားငါးခန္ဓာကိုအခြေခံပြီးတော့ဆွေးနွေးတာဖြစ်ပါတယ်အဲ့တော့လေယာသားငါးခန္ဓာမှာဒီစိုက်ပျိုးရေးမွေးမြူရေးရေလုပ်ငန်းတို့ပါပါတယ်အဲ့တော့စိုက်ပျိုးရေးကဏ္ဍမှာဆိုလည်းကျွန်တော်တို့ဆန်စပါးကောက်ပဲသီးနှံတွေနောက်စီထွက်သီးနှံတွေနောက်ဒီကျွန်တော်တို့စက်မှုသီးနှံတွေပေါ့နော်နောက်မွေးမြူရေးမှာဆိုလည်းကျွဲနွားသူစိတ်မွေးမြူရေးကြက်ပဲမွေးမြူရေးပေါ့အဲ့တော့ဒီကဏ္ဍတွေရဲ့ငလင်ဘေးဒဏ်ကြောင့်ထိခိုက်မှုပေါ့နော်ကျွန်တော်တို့ထိခိုက်ပျက်စီးမှုတွေပေါ်မှာကျွန်တော်တို့ပြန်လဲထူထောင်ဖို့ပေါ့နော်ပြန်လဲကူစားဖို့နီလန်းတွေကိုကျွန်တော်တို့ဆွေးနွေးပါတယ်အစိုးရကိုတင်ပြဆောင်ရွက်ရမယ့်အပိုင်းတွေပုဂ္ဂလိကကဏ္ဍအတွင်းမှာပဲကျွန်တော်တို့ဆောင်ရွက်ရမယ့်အပိုင်းတွေနောက်အစိုးရနဲ့ပုဂ္ဂလိကနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်ရမယ့်အပိုင်းတွေဆိုပြီးတော့အပိုင်းခွဲခြားပြီးတော့လှုပ်ဆောင်ဖို့ပေါ့နော်နောက်နိုင်ငံတကာကနေပြီးတော့အကူအညီတွေယခုတည်းပို့ပြီးတော့ရရှိဖို့ပေါ့နောက်ပြည်ပရင်းနှီးမြှုပ်နှံမှုတွေလည်းဖိတ်ခေါ်ဖို့ပေါ့နော်ဒါလေးတွေကိုကျွန်တော်တို့ဆွေးနွေးပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမျိုးလိုအပ်ချက်ပေါ့နော်မျိုးဆိုတဲ့နေရာမှာကျွန်တော်တို့တီးနှံမျိုးစေ့လိုအပ်ချက်နောက်ဒီတရိษံမျိုးပေါ့နော်ကြက်သားပေါက်တို့ဝက်သားပေါက်တို့ဒီမျိုးလိုအပ်ချက်တွေကိုကျွန်တော်တို့ဖြည့်တင်းပေးနိုင်ဖို့ပေါ့နောက်မြေဩဇာစေဝါပေါ့နော်စိုက်ပျိုးရေးစေဝါမွေးမြူရေးစေဝါဖြည့်တင်းပေးနိုင်မှုဒါလေးတွေကျွန်တော်တို့ဆွေးနွေးပါတယ်ချင်းငွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့တောင်သူလယ်သမားတွေနဲ့ MSME တွေကိုချင်းငွေအကူအညီအထောက်ပံ့နေပေးဖို့ပေါ့နော်ဒါလေးတွေကျွန်တော်ဆွေးနွေးပါတယ်ဒီဆွေးနွေးပွဲကတော့ဒါကျွန်တော်တို့ဒီငလင်ဘေးဒဏ်ခံရပြီးတဲ့2လကြာမှာကျွန်တော်တို့ပထမဦးဆုံးပေါ့နော်ကျွန်တော်တို့စုဝေးပြီးတော့ဆောင်ရွက်တဲ့ဆွေးနွေးပွဲလည်းဖြစ်တယ်ဒီဆွေးနွေးပွဲမှာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံရုရှားနိုင်ငံထိုင်းနိုင်ငံတရုတ်နိုင်ငံဒီကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေကလည်းပါဝင်ပြီးတော့ကျွန်တော်တို့တက်ရောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပုဂ္ဂလိကခန်းခန်းနာရောနိုင်ငံတကာဘိုင်းရောအစိုးရဘိုင်းရောပေါ့နော်ကျွန်တော်တို့ဒီငလင်ကနေပြီးတော့ဘယ်လိုအားယူပြီးတော့ရှေ့ဆက်သွားမလဲဆိုတဲ့အပေါ်မှာတော့ကျွန်တော်တို့အားရကျေနပ်မှုရှိပါတယ်ဒီကနေပြီးတော့ဆက်ပြီးတော့ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ပြီးတော့ဆောင်ရွက်သွားရမယ်လို့ဒါမြင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့